အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီချက်က wildlife trade ရဲ့ part 2ဖြစ်တဲ့ wildlife smuggling ရော trafficking အကြောင်းကိုရှင်းပြပေးတော့မှာဖြစ်တယ်ဒီဘက်မှာဆိုလို့ရှိရင်ဒီ wildlife ကတော့တော်ရန်တလိမ့်ဆန်ပေါ့ဒီ smuggling ရော trafficking ကကြတော့ smuggling ကမှောင်ခိုတင်သွင်းတာ trafficking ကကြတော့ကုန်ကူးတာပေါ့နော်အတူတူပါပဲအဲ့တော့ဒီတော်ရန်တလိမ့်ဆန်နေမှောင်ခိုတင်သွင်းမယ်ကုန်ကူးမှာဆိုလို့ရှိရင်ဒီအပိုင်းမှာဆိုရင်သူကစားချောင်းရည်တွဲနဲ့ဆိုလို့ရှိရင်၃ချောင်းနဲ့ဖွဲ့စည်းထားတယ်အဲ့တော့လေးလာကြည့်မယ်ဆိုလို့ရှိရင်ပထမတစ်ချောင်းအနေနဲ့ကကြတော့ the products demanded by the trade ဒီကုန်ကူးချင်းကြောင့်နဲ့ဝယ်လိုအားတွေမြင့်တက်လာတဲ့ products တွေထဲမှာဆိုလို့ရှိရင် include ပါဝင်တဲ့ကောင်ပါဝင်တာတွေကတဲ့ exotic တွေပါမယ်နောက်တစ်ခုက food အစားအစာအတွက်ပါမယ်နောက်တစ်ခုကကြာ traditional medicine တိုင်းရင်းဆေးတွေအကြောင်းတိုင်းရင်းဆေးပညာမှာသုံးဖို့ရန်အတွက်ပါဝင်တယ်ဒုတိယနောက်တစ်ခုကကြာတော့ clothing လက်ဝတ်ရထည်တွေလုပ်ဖို့ရန်အတွက်နောက်တစ်ခုကကြာတော့ jewelry လက်ဝတ်ရတနာတွေဖန်တီးဖို့ပြုလုပ်ဖို့ရန်အတွက်ဆိုလို့ရှိရင်လည်းဝယ်လိုအားတွေမြင့်တက်လာတယ်ဟုတ်ပြီ jewelry ကိုဘယ်ကနေရတယ်လဲဆိုရင် made from animal text ဒီလိမ့်ဆန်တွေရဲ့ဆွဲတွေရဲ့ fins တွေ skin ဆိုလို့ရှိရင်လေကိုကအိတ်ပဲဖြစ်ဖြစ်ပေါ့နော်ဒီဝက်ထည်အနေနဲ့ပဲဖြစ်ဖြစ်ဒီ skin တွေကိုသုံးကြတယ်နောက်ပြီး chest အခွန်တွေပါမယ် horns ဦးကြိုတွေရဲ့ internet organ တွေစတဲ့ပေါ့နော်ဒီຢာတွေအားလုံးကိုစားစာအနေနဲ့လည်းသုံးကြတယ်ကျွေးရလှဆင်ဖို့ပေါ့နော်ကိုရဲ့လက်ဝဲဒရာအနေနဲ့လည်းသုံးကြတယ်ဒီလိုမျိုးຢာတွေကိုတဲ့ကဘာနဲ့သဝန်းdemand global demand ကဘာနဲ့သဝန်းလိုအပ်ချက်တွေဝယ်လိုအားတွေက increase မြင့်တက်လာကြတယ်ဟုတ်မြင့်တက်လာတဲ့အပိုင်းမှာဆိုလို့ရှိရင်အထူးသဖြင့်နဲ့ဘာတွေပို့ပြီးတော့မြင့်တက်လာလဲဆိုလို့ရှိရင် rhinoceros horn လို့ခေါ်တဲ့ကြက်နေရဲ့ဦးကြိုတွေရဲ့ tiger bone ကြာရိုးတွေရဲ့နောက်တစ်ခုကကြတော့ other animal products တခြားသောသတ္တဝါတွေရဲ့ products တွေအားလုံးကလည်းလိုအပ်ချက်တွေပို့ပြီးတော့များလာတယ်ဟုတ်ပြီဒီဟာတွေကိုဘယ်နေရာမှာသုံးလို့သူတို့ကပို့ပြီးတော့လိုအပ်ချက်တွေများလာတာလေဆိုလို့ရှိရင်တဲ့သူတို့ကိုအသုံးပြုတာကကြတော့ the practice of traditional Chinese medicine တရုတ်တိုင်းရင်းဆေးပညာမှာပေါ့နော် practice သူတို့ကမှလက်တွေ့အသုံးပြုကြမယ်အသုံးပြုကြတဲ့အတွက်ကြောင့်ပို့ပြီးတော့လိုအပ်ချက်တွေများလာတယ်ဟုတ်ပြီဒီတရုတ်တိုင်းဆေးပညာကဘယ်နေရာမှာသုံးတာလဲဆိုရင် Tree fever ဖျားနာယောဂါတွေကုသဖို့ကောက်ထူလာပေါ့နော်ကောက်ယောဂါတွေရဲ့နောက်ပြီးအာသာအေးနဲ့တခြားသောဖျားနာခြင်းတွေကိုကုသဖို့ရန်အတွက်ဆိုရင်ဒီ traditional Chinese medicine ကအသုံးဝင်တယ်နောက်တစ်ချက်ကကြတော့ဒီတရုတ်တိုင်းဆေးပညာကနေပြီးတော့ maintain good health ကျန်းမာစေတယ် ambient longevity သက်ရှည်စေတယ်ပေါ့နောက်ဆုံးတစ်ခုကကြတော့ enhance တိုးစေတယ်ပေါ့ sexual potency စွမ်းအားပေါ့နော်စွမ်းရင်ကိုလည်းပို့ပြီးတော့ enhance တိုးမြင့်စေပါတယ်တဲ့ဒါကကြတော့ဒုတိယပိုင်းဖြစ်တဲ့ wildlife smuggling or trafficking အကြောင်းပဲဖြစ်ပါတယ်အပိုင်းမှာတော့ဒီရှယ်ကပန်ကိုလင်ထွေရဲ့အကြောင်းကိုရှင်းပြပေးမှာဖြစ်တယ်ဒီပိုင်းမှာဆိုလို့ရှိရင်ပန်ကိုလင်လို့ခေါ်တဲ့တင်းခွေချက်တွေကုန်ကူချင်းခံရတယ်ပေါ့ဒီမှာဆိုလို့ရှိရင်တတိယပိုင်းမှာဟောင်းထဲမှာတိုးတော်လေတဲ့ the most traffic animals in the world ဒီကမ္ဘာနဲ့တဝန်းအများဆုံးကုန်ကူချင်းခံရတဲ့ animal ကတော့တဲ့ is the pangolin တင်းခွေချက်တွေပဲဖြစ်ပါတယ်တဲ့ဟုတ်ပြီဘယ်လောက်ထိတောင်သူတို့ကုန်ကူချင်းခံနေရလဲဆိုလို့ရှိရင် accounting for as much as 20% or illegal wildlife trade တရားမဝင်မှောင်ခိုတင်သွင်းတဲ့ဒေါ်ရန်တလေးဆန်အားလုံးရဲ့ 20% လောက်ကပန်ကိုလင်တွေပဲဖြစ်ပါတယ်တဲ့ဟုတ်ပြီနောက်တစ်ခုကကြတော့ပန်ကိုလင်အကြောင်းကိုရှင်းပြတယ်ဟုတ်ပြီပန်ကိုလင်လို့ခေါ်တဲ့တင်းခွေချက်တွေကတဲ့ the only scaly mammal on earth ကမ္ဘာပေါ်မှာရှိနေတဲ့တစ်ခုတည်းသောခန္ဓာကိုယ်ပေါ်မှာခြေကိုနေပါဝင်နေတဲ့နိုးတိုက်တော်တွေပဲဖြစ်ပါတယ်တဲ့ in the last decade လွန်ခဲ့တဲ့10စုနှစ်တုန်းကတဲ့ decade ဆိုတာ10စုနှစ်ပေါ့နော် in the last decade လွန်ခဲ့တဲ့10စုနှစ်တုန်းကတဲ့ more than 1 million ပန်ကိုလင်ဒီပန်ကိုလင်ပေါင်း1 သန်းကျော်လောက်ကတဲ့ were poached တင်သွင်းခြင်းမှောင်ခိုတင်သွင်းခြင်းခံခဲ့ရတယ်ပြီးရင် တက်ဖြတ်ခြင်းခံခဲ့ရတယ် for their skin သူတို့ရဲ့ကြေးကွန်တွေအတွက်ဒီပန်ကိုလင်ပေါင်း1 သန်းကျော်လောက်ကခံရတယ်လို့တက်ဖြတ်ခြင်းလည်းခံခဲ့ရတယ် The pangolin trade is the illegal poaching တင်းခွေချက်တွေကုန်ကူးခြင်းကတဲ့ is the illegal poaching တရားမဝင်မှောင်ခိုတင်သွင်းခြင်းဖြစ်တဲ့ trafficking ကုန်ကူးခြင်းပြီးရင်ဆေးရောင်းချခြင်းတွေဖြစ်တဲ့ဟုတ်ပြီဒါတွေတရားမဝင်ကုန်ကူးမယ်ရောင်းချမယ်ဘာတွေကိုလဲဆိုရင်ပန်ကိုလင်တင်းခွေချက်တွေနောက်တစ်ခုကကြပတ်စော့ပန်ကိုလင်ဒီပန်ကိုလင်ကနေရနိုင်တဲ့အစိပ်ပန်းအားလုံးဟောတောင်းလို့ရှိရင်ပန်ကိုလင် derived product ပန်ကိုလင်ကနေရနိုင်တဲ့ products အားလုံးကို on the black market မှောင်ခိုဈေးကွက်မှာတင်သွင်းခြင်းပဲဖြစ်ပါတယ်တဲ့ဒါကဘုရုအကြောင်းလဲဆိုရင်ပန်ကိုလင် trade ရဲ့အကြောင်းဖြစ်တယ်နောက်တစ်ခုကကြတော့ the animals are trafficked mainly for their skin ပန်ကိုလင်တွေက traffic ကုန်ကူးခြင်းခံရတယ် mainly အဓိကအားဖြင့် for their skin သူတို့ရဲ့ကြေးခွန်တွေအတွက်အဓိကအားဖြင့်ကုန်ကူးခြင်းခံခဲ့ရတယ်ဟုတ်ပြီဒီဟာတွေကတဲ့ပ
ဘာအတွက်ကောင်းလဲဆိုလို့ရှိရင် which are believed to be effective in treating a variety of health condition which are believed ဒီ skill တွေကနေပြီးတော့တဲ့ယုံကြည်ကြတယ်ဘာလို့ဖို့လဲဆိုရင် to be effective ထိရောက်တယ် in treating ကုသတဲ့နေရာမှာထိရောက်တယ် a variety of health condition ကျန်းမာရေးအခြေအနေအမျိုးမျိုးကိုကုသခြင်းမှာထိရောက်တယ်လို့ယုံကြည်ကြတဲ့အတွက်ကြောင့်နဲ့သူတို့ရဲ့အကြီးကွန်နေအဓိကအဖြစ်သူတို့ရဲ့အကြီးကွန်နေကြောင့်ကုန်ကူးခြင်းခံခဲ့ရတယ်Though meat and ski are the primary drivers of the intercontinental pangolin trade, intercontinental pangolin trade ဒီတင်းခွေချက်ကုန်ကူးခြင်းတွေရဲ့အကြောင်းမှဆိုရင်တဲ့အဓိကအဖြစ်ကုန်ကူးခြင်းခံခဲ့ရတာကကြတော့ meat and ski သူတို့အသားတွေအတွက်ရဲ့ ski အကြီးကွန်တွေအတွက်ရဲ့အဓိကအဖြစ်ကုန်ကူးတယ် There are also other less common bags and uses လက်ချတော့ဆယ်ပိုင်းတွေအသုံးပြုလို့ရအသုံးပြုမှုတွေကိုလည်းဒီဟာကကြတော့ပန်ကိုလင် trade ဆိုတဲ့တတိယတစ်ပိုင်းလေးပြီးသွားပါပြီ။